ကိုယ့်ရဲ့အိမ်မက်တွေကိုအမှန်တကယ်ဖြစ်လာတော့လိုချင်တယ်လို့ရှိရင်ကျွန်တော်တို့မှာ faith လို့ခေါ်တဲ့ယုံကြည်မှုရှိဖို့လိုတယ်။အဲ့ဒီ faith ယုံကြည်မှုကကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်တာဖြစ်မယ်။ဒါမှမဟုတ်ကံကြီးအကျိုးကိုယုံကြည်တာဖြစ်မယ်။အဲ့တော့ကျွန်တော်သေချာပေါက်ပါပြောချင်တယ်ဆိုတော့ရောင်းအားတက်စေတဲ့အကြောင်းတရားတွေကိုလုပ်ပြီးတော့ရောင်းအားမတက်ဘူးဆိုတာမရှိဘူး။ customer စိတ်ပြည့်စေမဲ့အကြောင်းတရားတွေလုပ်ပြီးတော့ရောင်းအားတက်လာတယ်ဆိုတာလည်းမရှိနိုင်ဘူး။အဲ့တော့ကျွန်တော်တို့သေချာပေါက်ယုံကြည်ရမှာလောကကြီးကအကြောင်းတရားအကျိုးတရားတွေနဲ့လည်းပတ်နေဖြစ်တယ်။ကိုယ့်ဘက်ကသာလှုပ်ရှားရှိတာတခုကိုလုံလုံလောက်လောက်အချိန်တခုယူပြီးတော့လုပ်တယ်ဆိုလို့ရှိရင်နောက်က result က auto လိုက်ပြီးတော့ဖြစ်မှာဖြစ်တယ်အဲ့တော့ကိုကအဲ့ဒီလိုယုံကြည်မှုကိုငါလုံနေတဲ့ဟာတွေကအချိန်မှာဟလာဒီအကျိုးဖြစ်ထွန်းလာမယ်ဆိုတော့ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်အင်းနဲ့လောက်လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်စိတ်ပြတ်သွားတယ်လက်လျှော့လိုက်တယ်ကျွန်တော်ရဲ့ဖြစ်ချင်စိတ်တွေအိမ်မက်တွေအဲ့ဒါတွေကလည်းအလကားဖြစ်သွားလိမ့်မယ်အဲ့တော့အရေးကြီးတာပါဆိုတော့ကိုလုတ်တာတွေမှန်သလားဆိုတာတော့ပြန်ကြည့်ကိုလုတ်တာတွေကမှန်လို့ရှိရင်အဲ့ဒါဒီ result ကထွက်မယ်ဆိုတဲ့ယုံကြည်မှုမျိုးကျွန်တော်တို့အရေးကြီးတာပါလေအချိန်မယ်အဲ့တော့6လလောက်ပုံမှန်ဂျင်သွားကစားမယ်အဲ့ဒါဒီ trainer နဲ့ကစားမယ်ဆိုသိကြတယ်နောက်6လမှာကိုပို့ပြီးတော့ခန္ဓာကိုယ်ကအဲ့ဒါပို့ပြီးတော့ကြည်ကောင်းနေမယ်ပို့ပြီးတော့အဲ့ဒါဒီလှုပ်ချာလုပ်မယ်ဆိုတော့ပို့ပြီးတော့လည်းကျန်းမာနေနိုင်တယ်ဒါအဲ့ဒါဒီမလွဲချော်နိုင်တဲ့အမှန်တရားဖြစ်တယ်ဆိုတော့လူတွေဘာဖြစ်လို့မဖြစ်လဲအဲ့ဒါဒီမလုပ်လို့မဖြစ်တာလေအဲ့တော့ကျွန်တော်တို့ပုံမှန်အဲ့ဒါဒီ social media မှာ talk တွေတင်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ product တွေ service တွေတကူဒါတွေမိတ်ဆက်မယ်အဲ့ဒါဆိုရင်အခြေတကူမှလူသိများနေမှာပဲအဲ့တော့ကိုလူသိမများဘူးဆိုရင်ကိုတင်တာတွေကိုပုံမှန်မတင်လို့အဲ့ဒါဒီဒါမှမဟုတ်လို့ရှိရင်တောက်လျှောက်ပြုပြင်ပြီးတော့အဲ့ဒါပိုကောင်းအောင်လည်းမလုပ်လို့ဒါမျိုးဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တေချာဖို့ယုံကြည်ရမှာကလုံးเสียရှိတာကိုမှန်ကန်နဲ့အဲ့ဒါဒီလုံးဝမဲ့အကျင့်ရည်အတွက်တိုင်းလုံးဝမဲ့ကာလတစ်ခုတိုင်းတကယ်လုပ်တယ်ဆိုလို့ရှိရင် result ကထွက်မယ်ဆိုတာပဲအဲ့တော့အဲ့ဒီယုံကြည်မှုကကျွန်တော်တို့တောင်စာမြင့်ပေးတယ်ကျွန်တော်တို့ဆုံးကန်းတိုင်အောင်လုပ်ဖြစ်စေမဲ့အဲ့ဒါဒီမဆုံးမနဲ့လုပ်မှုပတ်ရှားလာစေတယ်ဆိုတဲ့အတွက်ကြောင့်ယုံကြည်မှုထားပါကိုယ့်ရဲ့အိမ်မက်တွေတကယ်အကောင့်ထဲပေါ်လာပါလိမ့်မယ်ကျေးဇူးအများကြီးတင်ပါတယ်